အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ဥတမနစ်ကအညာကိုပြန်တော့ရိုက်ဖြစ်ခဲ့တဲ့ဗီဒီယိုလေးပေါ့နော်အဲ့ဒါမန္တလေးတိုင်းဒေသကြီးမိထလာခရိုင်တာစီမြို့နယ်အတွင်းမှာရှိတဲ့ရွှေရင်မြော်ဖရားပွဲတော်ပေါ့နော်တမိုင်းဝင်ရွှေရင်မြော်ဖရားအဲ့ဒီဖရားပွဲတော်ကဥတဟိုအရင်တုန်းကနှစ်ခေါက်ရောက်ဖူးတယ်ပေါ့နော်နှစ်နှစ်ရောက်ဖူးတယ်အဲ့တော့ညနှစ်ညအေးလောက်အမှလဲပတ်တယ်ဒါပေမဲ့မနစ်ခါကျတော့ဥတသွားဖို့လည်းအစီအစဉ်မရှိဘူးရိုက်ဖို့လည်းဒါဘာမှကြိုတင်ပြင်ဆင်တာမရှိဘူးအဲ့ဒါကြောင့်မလို့ဒီတေချာအောင်တော့မရိုက်ဖြစ်ခဲ့ဘူးအဲ့ဒီတုန်းကမထင်မှတ်ပဲသွားဖြစ်တာဆိုတော့ဥတာရဲ့ကင်မရာမှလည်းမပါဘူးဒီတိုင်းလေးပဲရတော့ရခိုင်လေးကြုံတော့ရိုက်လိုက်တာဆိုတော့ဒါအကုန်လုံးတေချာစစ်စစ်အောင်တော့ဥတာမရပြနိုင်ခဲ့ဘူးပေါ့နော်အဲ့ဒါအခုကသူ့ဖရားပွဲတော်ရက်ကတပေါင်းလာဆန်း8ရက်နေ့ကနေသူကလာပြည့်နေ့အထိကျင်းပတယ်ပေါ့နော်အခုကဖရားပွဲတော်ရက်မလို့ဥတာဒီဗီဒီယိုလေးကိုအမတရားအနေနဲ့ပြန်တင်ပေးတတ်တာပါနော်ဒါတော့တမိုင်းဝင်ရွှေရင်ကောင်ရုပ်ထုပေါ့နော်ဒီတစ်ခုကတော့ဒါစင်ဖြူတော်ရုပ်ထုဥသားတို့အဲ့ဘက်ကလူတွေပြောတာတော့ဒါသူအလိုညီကြီးတွေကနေပေါ်လာတာလို့ပြောတယ်ပေါ့နော်ဟုတ်လားမဟုတ်လားတော့ဥသားတေချာတော့မသိပါဘူးဒါပေမဲ့အဲ့ဘက်ကလူတိုင်းနေပါပြောကြပါတယ်သူတဘာဝအလျောက်ဒါပေါ်တော့ထွက်လာတဲ့စင်ဖြူတော်လို့ပြောပါတယ်ဒီဖရားပွဲတော်ရဆောင်လူအရန်စီပါတယ်ရွာနီးရှုပ်ဆက်ကလူတွေကလက်တကိုးပိုင်းနွားလဲတွေနဲ့လဲလာပြီးတော့ဒီမှာစခန်းချပြီးတော့ရှပြုတ်စားတော့ကြတာပေါ့နော်တော်တော်လေးလူတော့စီကားပါတယ်ဥဒါရိုက်တုံးကဇေတန်းဘတ်တော့မရောက်ခဲ့ဘူးပေါ့နော်ဖရားပွဲတော်အတွင်းမှာပဲရိုက်ဖြစ်တာပါဒီနေရာလေးကတော့အဋ္ဌံအောင်မြင်လို့ပြောပါတယ်အမှအောင်မြင်နေပြီဆူတောင်းကြတာပေါ့နော်ဥတာတော့3ခေါက်ရောက်တာတခါမှဆူမတောင်းခဲ့ဘူးပါဘူးသူများတွေကတော့တော်တော်ဆူတောင်းကြတယ်ပေါ့နော်ဒါကတော့ဒီဖရာကြီးကိုခစ်ဆက်ပြုပြမွမ်းမံပြီးတော့ကုသိုလ်ပြုခဲ့ကြတဲ့မင်းနေရဲ့ရုပ်ထုပေါ့နော်အမှသူဟာနဲ့သူနာမည်တွေလည်းတက်ထားပေးပါတယ်တော်တော်များတဲ့မင်းနေဒါဒီဖရားကြီးတမိုင်းကျောင်းတော့မပြောပြတော့ဘူးပေါ့နော်ဒီဖရားကြီးတမိုင်းကျောင်းအခုအချိန်ဆိုလို့ရှိရင် line ပေါ်မှာလည်းအလွယ်တကူရှာဖတ်လို့ရတယ်ဥသားပြောလို့ရှိရင်လည်းမပြည့်မစုံဖြစ်မှာဆိုလို့ဥသားလည်းကြားဘူးနားဝလောက်ပဲရှိတာပေါ့နော်ဟိုစားတွေပါတော့ဖတ်ဖူးပါတယ်အခုကဒီဖရားကြီးတမိုင်းအပြည့်စုံ line ပေါ်မှာလည်းရှာဖတ်လို့ရပါတယ်
ဒီဝက်ရုပ်ကလည်းသူတို့ပါဇက်ပြောရဆိုရင်တော့ရှိတာပေါ့နော်တာတသမားလေးစီကနေထွက်ပြေးလွတ်မြောက်ပြီးတော့ဒီဖျားနားမှာလာပြီးဝင့်နေတယ်လို့ပြောကြပါတယ်အဲ့ဒါကိုအထိမ့်မဲ့ရုပ်ထုလို့ထတာပါ做一点赞。ဒီဝါပင်တမိုင်းချောင်းကတော့ယုံဖို့နည်းနည်းခက်တယ်ပေါ့နော်တော်ယုံလို့ဆိုလို့ရှိရင်ယုံနိုင်စရာမရှိပါဘူးသူကစီဒီစတဲ့စေကနေကစီဒီစပြီးတည်ထားကြတဲ့အဋိဌာန်နဲ့စိုက်ခဲ့တဲ့ဝါပင်လို့ပြောကြပါတယ်ဒီဝါပင်ကိုဖျားပွဲတော်ရရောက်လို့ရှိရင်ဒါလူတော်များဝါရွက်ကိုအဆောင်အနေနဲ့ရှိုးကြတယ်ပေါ့နော်တော်တော်တန်စကားခတ်ထားရပါတယ်ဒီဟိုပေါ့ဘလူးမရုပ်ထုပေါ့နော်ဒီရုပ်ထုကဥသာအရင်တစ်ခေါက်လာတော့ဒီနေရာမှာဒီလောက်မစီကားသေးဘူးပေါ့နော်အခုကတော့လူတွေတိုးလို့မရပါဘူးစူတောင်းကြတယ်ကိုနာကျင်တဲ့နေရာတွေဥသာနေနေကြတယ်အဲ့လိုပေါ့လူတော်စီပါတယ်အဲ့နာမှာဒါကတော့သူတို့ရဲ့ယဉ်ကျေးမှုတစ်ခုပေါ့နော်ဒီဖျားပွဲတော်ရဆိုလို့ရှိရင်အညာဒေတာတောင်သူတွေများတော့ကိုရခင်အထွက်တဲ့ဒီနံနေပေါ့နော်အစိုးစုံစပားတွေပါမယ်ညီပဲချက်သွနီအစုံပေါ့အဲ့လိုတွေဒီမှာလာပြီးတော့ပြစ်ကြတယ်ပေါ့နော်ဖျားတဲ့ပြစ်တယ်လူတယ်အဲ့လိုပေါ့တချို့ရက်ကန်းစင်နေတဲ့အဲ့ဘက်ရှိတော့ရက်ကန်းစင်ပိုင်တဲ့လူကလည်းအထက်အုပ်တွေပစိုးတွေအဲ့လိုပေါ့အမျိုးမျိုးအထက်မှာဆိုအများကြီးပါပဲဒီဖျားပွဲတော်ရဆိုတော်တော်များများအဲ့လိုလူတန်းတဲ့အနေနဲ့ဖျားတဲ့ကိုပြစ်ထဲကြတယ်ပေါ့နော်ဒါကတော့သူများငါချွေးကုသိုလ်ပြုတဲ့ဗုဒ္ဓရှိရတော့မင်္ဂလာရေကံပေါ့နော်
ရေကန်တော့ဟိုအရင်အခောက်တွေဥတာသွားကြရရှိပါတယ်နောက်ထပ်ရေကန်တစ်ခုလည်းဟိုဘက်မှာရှိတယ်ပေါ့နော်သူကတော့နောက်မှအစ်စ်တူထားတာအဲ့ဒီမှာလေတွေပါတယ်ပျော်စီလို့ရတယ်အဲ့မှာတတရေလောက်ထားတဲ့ပေါ့ဗမ်းပင်နေပါရဲ့နဲ့ဒါပေမဲ့ဥတာတို့ကဒါဥတာဖျောက်ရေရောက်ရှင်မနေ့ပိုင်းရတာပေါ့နော်ဟိုရေကန်တကန်တော့မရောက်လိုက်ဘူးအဲ့ဒီရေကန်ကကျွန်တော်ဥတာတို့ညနေပိုင်းရောက်မှတော်လဲဖြစ်တော့ကင်မရာပါမတော်တော့အရေကန်တော့မရိုက်ဖြစ်ခဲ့ဘူးပေါ့နော်ဒါတော့ဖះပရုံပပလည်းမှာစခန်းရှားကြတဲ့နေရာပေါ့နော်ဖះဖူးတွေဖះပွဲလာကြတဲ့လူတွေသူတို့ဆိုတော့လဲတွေနဲ့ရက်ကြိုပြီးတော့ဖះပွဲရက်စကြတဲ့လာပြီးတော့နေရာကောင်းရအောင်ပေါ့နော်အလူရက်အမှတဲတွေစောက်ပြီးတော့နေကြတဲ့အိမ်ကပစ္စည်းတန်ဝန်တန်ခွအစုံယူလာတဲ့အမှဝယ်ရှမ်းချက်ပြုတ်စားတော့လဲဖက်ကြတာပေါ့နော်ပျော်စရာတော့ကောင်းပါလေသူတလေးနဲ့သူအရက်နဲ့သူတော့ဒီပြောရတယ်ဟာတော့ရိုင်းမှာဟေးရွက်နဲ့ရိုင်းမှာသူရိုက်လို့နိုင်ရိုက်စားဟုတ်တယ်လीရိုက်စားလို့ဒီတော့ဟုတ်ရိုက်စားခေါင်းရတဲ့ပုံလေးရိုက်လာပါပြီဒါကတော့အညာဒေတာရဲ့ဖျားပွဲတွေတချို့ဆိုအလူပွဲတွေပါဒီမှာဗာထဲတဲ့မြမရိုးရနွားပြိုင်ပွဲပေါ့နော်လူတော်တော်များတော့တော်တော်စိတ်ဝင်စားကြတဲ့အညာဘက်ကလေးဒီနွားပြိုင်ပွဲတွေပါတယ်ဆိုလို့ရှိရင်တော်တော်ကြည့်ကြတယ်အမေဥတာတော့အဲ့လိုခေါမင်းတော့မကြည့်တတ်ဘူးပေါ့နော်စိတ်ဒါရုပ်ကြည့်ရတာကိုယ်အချိုင်နဲ့မတွေ့ဘူးပေါ့အဲ့တော့ဥတာတော့မကြည့်ဖြစ်ပါဘူးဒါပေမဲ့အညာဒေတာလူတွေတော်တော်များများတော့တော်တော်အားပေးကြတယ်ကြည့်ကြတယ်ပေါ့နော်ဥတာတော့နားမလဲမလဲနွားတွေသူတို့ကတော့ဟိုနွားဘလို့ဒီနွားဘလို့ကြည့်ပြီးတော့ပြောကြတယ်ပေါ့နော်ဥတာကတော့တို့လည်းနားမလဲပါဘူးအဲကျွန်တော်ဒါလေးကိုဒီတိုင်းလေးပဲရိုက်လိုက်တာပေါ့နော်ကျေးဇူးပေးခဲ့ကြတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်နောက်ကြုံရင်လည်းဥတာရောက်ဖြစ်မှာပါကျေးဇူးကြတဲ့လူတွေလည်းတော်လဲကြဖို့တိုက်တွန်းပါတယ်အရင်ပြောစရာကောင်းပါတယ်အမှအညာဒေတာရဲ့အငွေအသက်တွေအပြည့်ရမယ်အညာဖျားပွဲတော့ပေါ့နော်တော်တော်စီကားပါတယ်အားလုံးကျေးဇူးတင်ပါတယ်